ဒီနေ့တကယ်ချင်းနဲ့ချိန်ထားပြီးတော့ဦးလမ်းမှာလိုအပ်တာလေးတွေသွားဝယ်မယ်ပေါ့နော်သွားဝယ်ပြီးရင်တခါအဲ့ဒီပြန်လာပြီးရင်ဈေးဝင်ပြီးတော့နည်းနည်းပါးပါအိမ်အတွက်လိုအပ်တာလေးဝယ်ပြီးသွားရင်ညနေကျရင်ကိုကီလေးတို့ကြောင်းကသူတို့ကဒီတစ်လတစ်ခါပေါ့နော်သူတို့တော့နည်းနည်းမှဝိုင်းအပြေရောက်သွားသူတို့တစ်လတစ်ခါသူတို့ကျောင်းမှာတင်ထားတဲ့ဟာလေးတွေလေသူတို့ကလေးတွေဘယ်လိုလေးတင်ရတယ်ဗာလေးဆွဲရတယ်ပုံလေးဘယ်လိုလေးလှုပ်ထားရတယ်အားလေးတွေကိုသူတို့ကအဲ့လိုတစ်လတစ်ခါအဲ့လိုမျိုးပြီးပါတွေခေါ်ပြီးသူတို့အဲ့လိုချိုးနေနေပြတာအဲ့လေးကိုသွားမယ်ဒီနေ့သွားလာလှူရှားတာလေးတွေကိုရိုက်โอเคပါဒီဟိုကလေးသားအမိနဲ့ကြတော့ကိုရီးယားမကြခဏတွေ့ဖြစ်တယ်ပေါ့နော်သူကလေးနဲ့ပြေးမှလဲဆိုလို့နောက်ပြီးအင်ဂျီကလည်းနီးတော့လေအမဒီကလည်းတမတ်တိုင်နေဆိုသူနဲ့ကိုနေကမကြခဏတွေ့ဖြစ်တယ်မခေကပစ္စည်းဝဲနေသမီးလေးစီသွားပါတော့မယ်စပိန်တယောက်တစ်စီးနေဒါအပြန်ကြသမီးလေးဒီမတင်မို့မမိုးတွေကမဲနေတော့ထီးတော့လိုရမယ်ရယူသွားပြီပြောင်းသွားပါလေစပိန်နဲ့မဟုတ်တော့မိုးတွေရွာနေလို့ရှင်းချင်းပဲသွားတော့ပါမယ်ဟိုဘက်ရှေ့ရောက်မှဘတ်စကားစီသွားလိုက်ကိုကီကျောင်းနဲ့အိမ်နဲ့ကအရင်မနီးမဝေးအဲ့လိုပြောရမှာအနီးလည်းမဟုတ်အဝေးလည်းမဟုတ်ပဲနဲ့ဘတ်စကားတိုက်ရိုက်မရှိတာအဲ့တော့ဟိုရှေ့ကဘတ်စကားဂိတ်မှာပဲစီးလို့ရမှာမိုးကလည်းကောက်ပါတယ်ခလေးကြောက်ဆင်းချိန်ဆိုအများတိုင်းရွာပါတယ်So cute. Erika, where's Choo Choo Train? Erika, Choo Choo Train where? Choo Choo Train where? Choo Choo Train. Choo Choo Train.